သာသနာတော်နှစ်2560ပြည့်နှစ်ကောဇာတက္ကရာ1388ခုနှစ်ရာဇလဆန်း10ရက်2019ခုနှစ်ဇန်နဝါရီလ9ရက်မန္တလေးတိုင်းဒေသကြီးချမ်းမြသာစီမြို့နယ်ဓမ္မဝတီငွေစင်ရတိဟတိုက်သည့်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်ဆင်းကျင်းပပြုလုပ်အပ်သည့်ဓမ္မပူဇာအထူးဓမ္မသဘင်အခမ်းအနား၌ဘိုးဘွားမိဘဆွေမျိုးများအားရှည်စုမှုထား၍ဦးစိုးဝင်းနိုင်ဒေါခင်နှင်းအေးသားမောင်ကျော်စင်သမောင်လေးမြတ်မောင်စိတ်ရဏပိုစတာပြက်ကလေး 3D ပေါင်းရောင်းဝယ်ရေးမိသားစု၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောစိတ်သောကကိုဖယ်ရှားခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမိယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအပင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရောတော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုပ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍချိန်ခမြစွာရောက်တော်မူကြရရှာလိမဟာကရုဏီကတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတတနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်သောကကိုဖယ်ရှားခြင်းလောကလူတွေဟာသောကဖြစ်เสียရည်မဖြစ်ခင်ကလည်းကြိုတင်ပြီးတော့စိတ်သောကဖြစ်ကြတယ်ဖြစ်လာတဲ့အခါမှာလည်းပဲစိတ်သောကနဲ့ထွက်ပေါက်မရအောင်ဖြစ်နေတတ်ကြလူတွေဘာကြောင့်ပူပန်စိတ်တွေဖြစ်နေကြသလဲလို့ဆိုရင်ပျက်စီးဆုံးရှုံးမှုနဲ့ကြုံတွေ့တော့မဲ့အခါမျိုးသို့မဟုတ်ကြုံတွေ့နေတဲ့အခါမျိုးမှာထိုကြုံတွေ့ခြင်းကြောင့်စိတ်သောကဖြစ်ကြတယ်အဲ့ဒီစိတ်သောကထွက်ပေါက်ရအောင်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေမှာရှင်းလင်းဖော်ပြထားတာဖြစ်တယ်ဒါကြောင့်မို့လူတိုင်းဆိုတာသောကနဲ့မကင်းနိုင်ကြဘူးသောကဖြစ်လာလို့ရှိရင်မြည်တို့မြည်ပုံထိုသောကလွတ်မြောက်အောင်ကြိုးစားအထောက်နိုင်တယ်ဆိုတဲ့နည်းစနစ်ကိုသိရှိနားလည်ထားဖို့လိုလူတွေရဲ့စိတ်ဟာစိတ်လှုပ်ရှားမှုရှိတယ်လို့
ပူပန်မှုတွေလည်းရှိတတ်တယ်ပေါ့လူတစ်ခုပူမှုရတဲ့ဆယ်ကလေးဆိုတဲ့အဆိုတိုင်းပဲလူတွေဟာစိတ်ပူလောင်မှုနဲ့နေထိုင်ကြတာဖြစ်လို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာထိုပူလောင်မှုတွေကိုသက်သာပြီးနောက်ဆုံးမှလုံးဝကျော်လွှားနိုင်တဲ့အစဉ်မျိုးရောက်သည့်ထိအောင်ဟောကြားဆုံးမခဲ့တော့ထင်ရှားတယ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေထဲမှာသောကပရိဒေဝနံသမတိကမာယဥပံသောကစိတ်သောကတွေလွန်မြောက်ဖို့အတွက်စိတ်သောကမထိန်နိုင်လို့ငိုကြွေးရတဲ့ပင်မဆင်းရဲမှုတွေကိုလွန်မြောက်နိုင်ဖို့အတွက်တခုတည်းသောနိလန်းဆိုတာကိုမြတ်စွာဘုရားတတိပဋ္ဌာန်သုံးမှာဟောကြားထားတာဖြစ်အဲ့ဒီနည်းစနစ်ကိုလိုက်နာကျင့်သုံးခြင်းမပြုနိုင်ဘူးဆိုရင်သောကရဲ့ထွက်ပေါက်ကိုရှာတွေ့ကြမှာမဟုတ်ဘူးပေါ့ဒါကြောင့်လူတိုင်းဟာစိတ်ပူတယ်ဆိုတာရှိတယ်စိတ်ပူတယ်စိုးရိမ်တယ်ဆိုတဲ့သောကဆိုတဲ့တရားဟာဘာကြောင့်ဖြစ်တယ်လဲလို့ဆိုရင်အခြေခံအပြင်ပြောမယ်ဆိုရင်ပေမတောဇာယတိသောကောချစ်ခင်မှုကိုအကြောင်းပြုပြီးတော့သောကဆိုတာဖြစ်တယ်ကာမတောဇာယတိသောကောလိုချင်စရာအာယုံကိုလိုချင်မှုကိုအကြောင်းပြုပြီးစိတ်သောကဖြစ်တယ်တဏှာယဇာယတိသောကောတဏှာကြောင့်လည်းစိတ်သောကဖြစ်တယ်လို့အနိကအကြောင်းတရားတွေကိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တာဖြစ်တယ်လူတွေဟာတွေ့တာမှုမကင်းတာအတွက်စိတ်သောကရောက်ကြတယ်အဲ့ဒီရောက်ရှိလာတဲ့စိတ်သောကကိုညီတို့ညီပုံဖယ်ရှားပြရမယ်ဆိုတဲ့ဤစနစ်ကိုသိအောင်ကြိုးစားခြင်းဟာတရားကိုကျင့်ခြင်းပဲဖြစ်တယ်ပေါ့တရားကိုကျင့်ကြံကြိုးကိုအထုတ်တဲ့အခါမှာမှန်ကန်တဲ့အတွေးနဲ့မှန်ကန်တဲ့စိတ်နဲ့သဘောထားတွေဟာများစွာအထောက်အကူပြုတယ်သောကဆိုတာဖြစ်တဲ့အခါမှာဘာကြောင့်ဖြစ်တုံးဆိုလို့ရှိရင်ဗျာတနာတရား၅ပါးဆိုတဲ့ပျက်စီးဆုံးရှုံးမှုနဲ့ကြုံတော့မဲ့အနေထားကြုံမှာကိုကြောက်ရွံ့ပြီးတော့လေသောကဖြစ်တယ်မကြုံသေးခင်ကြုံမှာတွေးပြီးတော့လေစိတ်ပူတတ်တယ်ကြုံနေတဲ့အခါမှာလည်းပဲစိတ်ပူတတ်တယ်ကြုံပြီးသွားတဲ့နောက်မှာလည်းပဲစိတ်ပူလောင်တတ်တယ်ပေါ့အဲ့ဒီစိတ်ပူမှုသောကတွေဟာဆင်ញင်တုံတရားနဲ့ဖယ်ရှားပြစ်လို့လည်းရနိုင်တယ်ပေါ့မြတ်စွာဘုရားမပွင့်ခင်ကပညာရှိသူတော်ကောင်းတွေဟာသောကကိုဖယ်ရှားတဲ့နည်းနဲ့ရှင်တဲ့ပူလောင်မှုတွေကိုရှင်းပြနိုင်ခဲ့ကြတယ်သို့သောတခဏမြတာသောကကိုရှင်းနိုင်ကြတော့လေသာဝရစိတ်ထဲကနေရှင်းထုတ်နိုင်ခြင်းမရှိဘူးသာဝရရှင်းထုတ်နိုင်တဲ့ဤစနစ်ကိုမြတ်စွာဘုရားပွင့်မှသာဟောကြားဆုံးမှသိရတာဖြစ်တယ်ပေါ့ပညာရှိသူတော်ကောင်းတွေဟာသောကဖြစ်เสียနဲ့ကြုံလာလို့ရှိရင်မှန်ကန်တဲ့အတွေးနဲ့စဉ်းစားဆင်ခြင်ပြီးသောကကိုရှင်းကြတာဖြစ်တယ်အထူးသဖြင့်သောကဖြစ်တယ်ဆိုတာဗျာဒနာတရားနဲ့ကြုံတွေ့တော့မယ်ဆိုတဲ့အချိန်အခါရဲ့တရားနဲ့ကြုံတွေ့နေပြီဆိုတဲ့အခါမှာရဲ့စိတ်သောကဖြစ်ကြစိတ်ပူလောင်မှုတွေဆိုရင်စိတ်တွေဖြစ်ကြအဲ့တော့ဗျာဒနာတရား၅ပါးဆိုတာဘာကိုပြောတာလဲဗျာဒနာဆိုတာပျက်စီးဆုံးရှုံးခြင်းပျက်စီးဆုံးရှုံးမှုဆိုတာနံပါတ်1ကညာတိဗျာဒနာမိမိအာကိုမြတ်လို့ရတဲ့ဆွေတွေမျိုးတွေတဲကပျက်စီးဆုံးရှုံးသွားမှုညာတိဗျာဒနာဆွေတွေမျိုးတွေပျက်စီးဆုံးရှုံးမှုဒီလိုဆွေမျိုးသားချင်းတွေပျက်စီးဆုံးရှုံးမှုများဟာလောကမှာရှိတဲ့လူတိုင်းကြုံရမယ့်အနေအထားတစ်ခုပဲရှိထို့သောကြုံလာပြီဆိုလို့ရှိရင်စိတ်သောကကိုထိန်းချုပ်နိုင်ဖို့ဘုရားမအရေးကြီးဒီရသော်ဗျာမပွင့်ခင်မှာဆိုရင်တော့စိတ်သောကကိုထိန်းချုပ်တာဟာမှန်ကန်တဲ့အတွေးနဲ့ထိန်းချုပ်လို့ရတယ်ရသော်ဗျာကိုယ်တော်တိုင်းဒီတွင်လေညာတိဗျာဒနာဆိုတာနဲ့ကြုံတွေ့ခဲ့ရဘူးပေါ့
မဟာနာမင်းကြီးရဲ့သမီးကနေမွေးဖွားတဲ့ကောသလမင်းကြီးနဲ့ဝါသဗခတ္တိယတို့ကမွေးဖွားလာတဲ့ဝိတတုပမင်းသားဆိုတာရှိတယ်ဝိတတုပမင်းသားဟာကောတာတက္ကတိုင်းကပိလဝုကိုသွားရောက်လည်ပတ်တဲ့အချိန်မှာသူ့ပေါ်မှာဆက်ဆံမှုတွေနဲ့ပတ်သက်ပြီးတော့မကျေမနပ်ဖြစ်လာသူ့ရဲ့မကျေမနပ်ရန်ညှိုးဟာဗုဒ္ဓမကြီးမားလို့တာဂဝေမင်းတွေကိုရန်ရှာပြီးမျိုးတုံးအောင်တပ်ပစ်ဖို့စိတ်ထဲမှာစွဲနေတဲ့ပုဂ္ဂိုလ်တူမြတ်စွာဘုရားလည်းသက်တော်80အရွယ်ရောက်ပြီးကောသလမင်းကြီးလည်းသက်တော်80အရွယ်ရောက်တဲ့အချိန်မေရာလုပဆိုတဲ့ဏိကုံးမှာလုံးနေတဲ့အချိန်ကောသလမင်းကြီးလာရောက်တွေ့ဆုံပြီးဘုရားနဲ့စကားပြောနေတော့ဒီကကာလဆိုတဲ့စစ်သူကြီးကဥဆောင်ပြီးတော့ဘုရင်ကြီးကိုအာဏာသိမ်းလိုက်တယ်ပေါ့အဲ့ဒီခေတ်အာဏာသိမ်းပြီးမင်းသားဝိတတုပကိုနမ်းမြောက်လိုက်အဲ့ဒီအချိန်မှာဝိတတုပသူ့ရဲ့ရန်မျိုးတွေကလေးသားခြေဖို့တာဂဝေမင်းတွေကိုမျိုးတုံတပ်ဖြတ်မှုလုပ်ဖို့ကြိုးစားလာအဲ့ဒါလိုကြိုးစားတဲ့အခါမြတ်စွာဘုရားကနှစ်ကြိမ်တိုင်တိုင်ကြွပြီးတော့ပရိယေနဲ့မြတ်စွာဘုရားဆွေတွေမျိုးတွေကာကွယ်ပေးတော်မူခဲ့သို့တော့တာဂဝေမင်းသားတွေတာဂဝေလူမျိုးတွေကလည်းတစ်ချိန်တော့စုပေါင်းပြီးတော့မကောင်းမှုအကုသိုလ်တွေလုပ်ခဲ့တာဖြစ်တယ်အဲ့ဒီအကုသိုလ်ကံရဲ့အကျိုးကိုတော့မြတ်စွာဘုရားကိုယ်တိုင်ကလည်းတားဖို့မဖြစ်နိုင်ဘူးဒါကြောင့်မို့မြတ်စွာဘုရားဥပိ္ပခာရှုလိုက်ဒီချိန်မှာဝိတတုပဆိုတဲ့ကောသလမင်းဟာတာဂဝေတို့ရဲ့တက္ကတိုင်းကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်ပြီးတော့တာဂဝေနေမျိုးတုံးအောင်တပ်ပစ်ခဲ့တယ်မြတ်စွာဘုရားတက်တော်တင်ရှားရှိနေတဲ့အချိန်တာဂဝေမင်းကြီးအများပြားလာတဲ့တာဂဝေမင်းကြီးဟာဝိတတုပရဲ့ကျူးကျော်စစ်မှာတပ်ပွဲအသက်ခံရတာဖြစ်တယ်အဲ့ဒါလို့အသက်ခံရတာဟာတာမန်ပုဂ္ဂိုလ်တွေဆိုရင်ညာတိပြဒနာလို့ခေါ်တယ်ဆွေတွေမျိုးတွေရဲ့ပျက်စီးမှုနဲ့ကြုံတဲ့အခါစိတ်သောကတွေဖြစ်ကြတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတော့ဓမ္မတန်ဝေကလို့ခေါ်လောကကြီးရဲ့သဘာဝကိုဆင်ញင်သင်စားပြီးသင်္ခါရတွေပေါ်မှာရှေ့ရွံ့ခြင်းလို့ဆိုတဲ့ပတ္တပအတိဉာဏ်ဖြင့်စဉ်းစားဆင်ခြင်ပြီးတော့လောကရဲ့သဘာဝကိုဆင်ခြင်စဉ်းစားပြီးတန်ဝေကဖြစ်တော်မူတာသာရှိတယ်။တောကဆိုတာမဖြစ်ခဲ့ဘူးပေါ့။လောကလူတွေဟာဆွေနဲ့မျိုးနဲ့နေကြတာဖြစ်တော့မိမိတို့ရဲ့ဆွေမျိုးမိဘအတိုင်းဝိုင်းမှာပျက်စီးဆုံးရှုံးမှုနဲ့ကြုံပြီးဆိုလို့ရှိရင်တောကဖြစ်လာကြ။တောကကိုမထိန်နိုင်တဲ့အခါမှာပရိဒေဝဆိုတဲ့ငိုယုံမှုတွေဖြစ်ကြတာ။ဒါကညာတိပြဒနာနဲ့ဆုံတဲ့အခါတောကဖြစ်တာနောက်တစ်ခါဘောကပြဒနာကိုရှာဝေစုဆောင်ထားတဲ့ပစ္စည်းဥစ္စာတွေဟာမိလောင်လို့ပါသွားတာတို့ရေမျောလို့ပါသွားတာတို့မင်းဆိုးရာဇာတွေကသိမ်းယူလိုက်တာတို့သခိုးဓမြကလူရဲ့တိုက်ခိုက်သွားတာတို့အမွေခံသားဆိုးသမီးဆိုးတွေကသုံးဖြုံးပြစ်လို့ကုံသွားတာတို့အဲ့ဒီလိုဘောကပြဒနာလို့ခေါ်တယ်ကိုရှာဝေစုဆောင်ထားတဲ့ပစ္စည်းဥစ္စာတွေကုန်းကောက်เสียမရှိလောက်အောင်ပျက်စီးမှုနဲ့ကြုံပြီးဆိုလို့ရှိရင်လူတွေဟာစိတ်ပူကြတောကဖြစ်ကြနော်ပစ္စည်းပြက်ကုံဆုံးခြင်းပြက်ဆုံးခြင်းအတွက်တောကတွေဖြစ်ကြတယ်အဲ့ဒီတောကဟာလေလူတွေကိုနှိပ်စက်နေတဲ့အရာဖြစ်လို့ဆင်ញင်တုံတရားဖြင့်ကျော်လွှားဖို့ကြိုးစားမှာဖြစ်တယ်။မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးတတိပဌာန်ကျင့်စဉ်ကိုကျင့်ပြီးတော့ကျော်လွှားနိုင်မယ်ဆိုရင်တော့တောကလုံးဝလွန်မြောက်သည့်အထိအောင်ကျော်လွှားနိုင်တဲ့အနေအထားမျိုးရတယ်။ဆင်ញင်တုံတရားဖြင့်ကျော်လွှားခြင်းဟာဓ
တရင်ကတခဏအားဖြင့်သာလျှင်ကျော်လွှားနိုင်တာဖြစ်တယ်ပေါ့ဟောနောက်တစ်ခုကရောဂပြဿနာကိုယ်ကိုစဉ်းစားကြည့်ယောဂဝေဒနာတွေဖြစ်လာပြီဆိုရင်လူတွေဟာစိတ်ပူကြတယ်တောကဖြစ်ကြမိမိရဲ့မိသားစုတွေကယောဂဖြစ်တာပဲဖြစ်စေမိမိကိုယ်တိုင်ယောဂဝေဒနာဖြစ်တာပဲဖြစ်စေအားလုံးဟာစိတ်ပူတယ်ဆိုတဲ့တောကခံစားကြရတယ်အဲ့လိုခံစားလာရတဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမမှန်ကန်တဲ့အတွေ့အကြုံဖြင့်တောကကိုလျှော့ချလို့ရနိုင်တယ်တောကကိုလျှော့ချဖို့ဤစနစ်တွေကိုလိုက်နာကျင့်သုံးဖို့လိုအပ်တယ်ပေါ့အေးမြတ်စွာဘုရားဟောကြားတဲ့တတိပဒံမဂ္ဂင်၈ပါးအကျင့်တရားဝိပဿနာတရားကိုကြိုးစားအထောက်ပြီးတော့ပေါ့ရောက်အောင်မြင်သွားမယ်ဆိုရင်တော့ရင်ထဲကတောကကိုလုံးဝဖယ်ရှားပြစ်နိုင်မှာဖြစ်တယ်တောကဆိုတာစူးကြောင်ကြီးပမာရင်ထဲမှာစူးဝင်နေတဲ့မထိတဲ့ခံစားချက်မျိုးဆိုလို့ပေါ့လောကကြီးမှာဒီတယ်မကလူတွေဟာတောကဖြစ်ကြတာတွေအများကြီးအဲ့ဒါနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်ဘာသာနဲ့ပြီးဟိုဆရာတော်ကြီးတစ်ပါးရေးထားတဲ့စာအုပ်ကစိတ်ဝင်စားစရာသူစာအုပ်ရဲ့နာမည်က Why Worry မင်းဘာဖြစ်လို့စိတ်ပူနေတာလဲဘာကြောင့်စိတ်ပူခြင်းရဲ့အကြောင်းဆိုတာရေးထားရင်ကစိတ်မပူအောင်ဖြေပြောင်းနည်းတွေကိုရှင်းလင်းဖော်ပြထားတာရှိတယ်။မြတ်စွာဘုရားရဲ့အဆုံးအမထဲမှာ worry လို့ခေါ်တဲ့စိတ်ပူလောင်မှုတွေစိတ်သောကတွေကိုဖယ်ရှားနိုင်တဲ့နည်းစနစ်တွေဟောကြားထားတယ်။လောကကြီးမှာစိတ်မပူတဲ့လူမျိုးဆိုတာလည်းမရှိဘူး။စိတ်မပူတဲ့လူဆိုတာလည်းမရှိဘူး။စိတ်ပူစရာမရှိတဲ့ဘဝဆိုတာလည်းမရှိဘူး။ဒါကြောင့်မလို့ဒီစိတ်ပူစရာတွေကထွက်ပေါက်ဆိုတာကျွတ်တင်ပြီးတော့စဉ်းစားဆင်ခြင်ပြီးစိတ်ပူမှုတွေကိုလျှော့ချဖယ်ရှားပြဖို့ဟာအရေးကြီးတယ်။ဒါကြောင့်မို့စိတ်သောကဖယ်ရှားခြင်းဆိုတာမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေထင်ထင်ရှားရှားဟောကြားဆုံးမထားတာရှိပေါ့။အဲ့ဒီဟောကြားဆုံးမထားတာတွေကိုနှလုံးသွင်းဆင်ခြင်ခြင်းဖြင့်စိတ်သောကလျှော့ချနိုင်ကြတယ်။နောက်ပြဿနာတရားနှစ်ခုကတော့ဘာလို့ဆိုရင်သီလပြဿနာနဲ့ဒိဋ္ဌိပြဿနာကိုချင်းသီလပြတ်ပြားသွားတာဟာလေစိတ်ပူစရာကောင်းတယ်ဒိဋ္ဌိပြဿနာအမြင်တွေပျက်စီးသွားတာမှန်ကန်တဲ့အမြင်တွေပျက်စီးသွားပြီးအယူဝါဒပေါက်ပြန်သွားတာလေစိတ်ပူစရာကောင်းသို့သောတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာကိုချင်းသီလပြတ်ပြားခြင်းကြောင့်စိတ်ပူတဲ့သူမရှိသလောက်ရှားတယ်အမြင်ဖောက်ပြန်သွားခြင်းကြောင့်မှားယွင်းတဲ့အမြင်ကိုလက်ခံမိခြင်းကြောင့်စိတ်ပူသွားတဲ့ပုဂ္ဂိုလ်ဆိုတာလေမရှိသလောက်ရှားကြ။များသောအားဖြင့်တာမန်ပုဂ္ဂိုလ်တွေစိတ်ပူနေကြတယ်ဆိုတာဟာညာတိပြဿနာဆွေမျိုးတို့ရဲ့ပျက်စီးမှုဘောဂပြဿနာမိမိပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတို့ရဲ့ပျက်စီးဆုံးရှုံးမှုရောဂပြဿနာယောဂဝေဒနာဖြစ်လို့ပျက်စီးဆုံးရှုံးမှုလို့ဆိုတယ်ဒီသုံးမျိုးကိုတော့လူတွေဟာရှုချုံမရအောင်ပူလုံးနေဖြစ်ကြပေါ့အဲ့ဒါလည်းပဲစဉ်းစားဆင်ခြင်ဉာဏ်တရားဖြင့်ဖယ်ရှားပြလို့ရစဉ်းစားရမယ်အချက်တစ်ခုကတော့ညာတိပြဿနာနဲ့ကြုံတွေ့လို့လေအပင်ငရဲကိုမကြနိုင်ဘူးဘောဂပြဿနာကြုံတွေ့ခြင်းကြောင့်လည်းအပင်ငရဲမရောက်ဘူးရောဂပြဿနာကြုံတွေ့ခြင်းကြောင့်လည်းအပင်ငရဲကိုမရောက်ဘူးသို့တော့သီလပြဿနာကြောင့်ဒီဘဝမှာမသိတာတော့လည်းပဲဤဘဝဤချမ်းမဲမှာဒုက္ခတိအပယ်ဆင်းရဲကိုခံရမှာသိချတယ်ပေါ့ဒိဋ္ဌိပြဿနာဆိုတာသံဃာထဲမှာတဝက်လဲလဲနဲ့ဆင်းရဲဒုက္ခတွေကြုံမှုအတွက်သိချဒါကြောင့်သီလပြဿနာဒိဋ္ဌိပြဿနာဟာတဘဝသာဒုက္ခပေးမှာမဟုတ်ဘဲနဲ့ဘဝဆက်တိုင်းဆက်တိုင်းဒုက္ခပေးတဲ့ပျက်စီးမှုဖြစ်သည့်အတွက်ကြောင့်သီလပြဿနာနဲ့ဒိဋ္ဌိပြဿနာဆိုတဲ့နှစ်ခုကိုတော့အရေးကြီးမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ကြမှာဖြစ်တယ်ပေါ့အေးပေါ့ယာတိပြဿနာဆိုတာလဲရှောင်လွှဲလို့မရဘူးဘောဂပြဿနာဆိုတာလဲရှောင်လွှဲလို့မရဘူး
ရောဂပြဿနာဆိုတာလေရှောင်လွဲလို့မရဘူးရှောင်လွဲလို့မရလို့ကြုံတွေ့လာလို့ရှိရင်လေသူတို့ဒီပြဿနာတရား၃ပါးဟာဒီဘဝမှာသာဒုက္ခပေးနိုင်တာဖြစ်တယ်ဒါကြောင့်မို့ဆင်ញဉဏ်ဖြင့်မိမိရဲ့စိတ်သောကပဲရှာစိတ်သောကဆိုဒီမှာဒေါမနတလို့ခေါ်တဲ့စိတ်ရဲ့ခံစားမှုတစ်မျိုးပဲဖြစ်တယ်အဲဒီစိတ်ရဲ့ခံစားမှုဆိုတဲ့ဒေါမနတဝေဒနာဟာဒေါသဆိုတဲ့တရားနဲ့ရှင်တွဲပြီးတော့ဖြစ်လာဖြစ်ဒေါသဆိုတဲ့တရားနဲ့ရှင်တွဲဖြစ်လာတဲ့စိတ်ခံစားမှုဟာလူတွေကိုရင်ထဲမှာပူလောင်နှိပ်စက်တတ်တဲ့သဘောတရားရှိတယ်ပေါ့အဲဒီတော့ရှိကပညာရှိတွေဟာဘောခပြဿနာနဲ့ကြုံတွေ့တာတို့ညာတိပြဿနာနဲ့ကြုံတွေ့တာတို့ရောဂပြဿနာနဲ့ကြုံတွေ့တာတို့အဲ့ဒါလိုကြုံတွေ့လာပြီဆိုလို့ရှိရင်တော့မှန်ကန်တဲ့အတွေးတွေးတော်ဆင်ញင်သုံးသပ်ခြင်းဖြင့်ဒီတောကစိတ်တောကလျှော့ကြတယ်ဖြစ်တယ်ဟောတောကဆိုတာလူတွေကိုယူတတ်သွားစေနိုင်လောက်အောင်ပြင်းထန်တယ်ပဒါစာရီရဲ့တောကဟာအယူတယ်မဘဝကိုရောက်သွားစေတယ်ပေါ့ဒီတောကပဒါစာရီအယူတယ်မဘဝရောက်တယ်လို့ပဲခိတာဂေါရမီရဲ့သားပေါ်သားကလေးတည်ဆုံးသွားသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့တောကဟာလည်းပဲယူတဲ့ဘဝကိုရောက်သွားတာဖြစ်တယ်ဒါကြောင့်မို့လို့တောကကြောင့်ဖြစ်လာတဲ့အယူအနှံဘဝတောကကိုမထိနိုင်ဘူးဆိုရင်အယူဘဝမှာဆက်လက်ပြီးတော့နေဖြစ်သွားနိုင်တယ်ပဒါစာရီဆိုတာအလုံးကြောက်ကြတဲ့အတိုင်းစင်စင်ရဲရဲတောနဲ့ထဲမှာအားကိုးရမယ်ကိုယ့်ရဲ့ခင်မွန်းတွေကလည်းသိဆုံးတယ်မွေကြိုက်လို့သေးတာသားလေးနှစ်ယောက်ကိုလက်ဆွဲပြီးလာရင်ချောင်းတစ်ခုကိုဖြတ်ကူးတဲ့အခါမှာသားငယ်လေးကိုဟိုဘက်ပို့သားကြီးလေးကိုပြန်ခေါ်ဖို့အလားမှာသားငယ်ကလေးကိုစွန့်ချီသွားတယ်သားအကြီးကသူ့ခေါ်တဲ့မှတ်ပြီးရေထဲဆင်းလာမိခင်လှုပ်တဲ့ပုဂ္ဂိုလ်ကရေလေကောင်ကနေပြီးတော့စွန်ကိုလှမ်းអော်ပြီးလက်ခုပ်တီးခြောက်ထားကိုသားအကြီးကသူ့ခေါ်တဲ့ထင်ပြီးရေထဲဆင်းတဲ့အခါအရှိန်အဟုန်နဲ့စီးဆင်းနေတဲ့ချောင်းရည်ကတိုင်မျောသွားလို့သူဟာတဝူရီဖြစ်သွားလမ်းမှာတွေပဲအားကိုးရတဲ့ခင်မွန်းယောက်ျားလူမမယ်သားငယ်လေးနှစ်ဦး၃ယောက်ဆုံးရှုံးသွားတဲ့အခါမှာသူ့မှာဖြေစရာလေးကြံသေးတယ်အိမ်မှာအမေရှိတယ်အဖေရှိတယ်မောင်ရှိတယ်အဲ့ဒီအမေအဖေမောင်လေးနဲ့တွေ့ဖို့ကြိုးစားပြီးလာလိုက်တဲ့အခါမှာသူလမ်းမှာကြုံတွေ့ခဲ့တဲ့အဝတန်ကြီးမားတဲ့မိုးမုန်တိုင်းကြီးကလေမုန်တိုင်းတိုက်ခြင်းမိုးတွေရွာချခြင်းဆိုတာကြောင့်သူ့ရဲ့မိဘနှစ်ပါးနဲ့မောင်လေးဟာအိမ်ပြိုကျပြီးတော့သိဆုံးသွားကြတယ်ဆိုတဲ့သတင်းကိုကြားလိုက်တဲ့အချိန်မှာသူ့မှာယူကျုံမရစိတ်သောကဖြစ်ပြီးအယူတယ်ဘဝကိုရောက်သွားခဲ့ဖြစ်တယ်ဟောမြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့မှသောကကိုဖြေဖို့နိလန်းကိုမြတ်စွာဘုရားကဟောကြားဆုံးမလိုက်မှသူဟာမိမိရဲ့စိတ်မူရင်းစိတ်ကိုပြန်ပြီးရရှိပြီးနောက်ဆုံးမှာတော့ယဟန္တာမကြီးဘဝကိုရောက်ရှိသွားခဲ့တယ်ပေါ့အဲ့ဒီလိုမြတ်စွာဘုရားနဲ့တွေ့လို့ဘုရားရဲ့အဆုံးအမတရားတော်တွေကိုအပြည့်အဝရတဲ့အခါမှာစိတ်သောကတွေကိုဖယ်ရှားနိုင်ကြဒီကနေ့ခေတ်မှာထိုကဲ့သို့သောကဖြစ်เสียတွေကျုံလာပြီဆိုရင်ထို့တွေရောဘယ်လိုစဉ်းစားကြမလဲယာတိပြဒနာနဲ့ကျုံရင်ဘောဂပြဒနာနဲ့ကျုံရင်ရောဂပြဒနာနဲ့ကျုံမယ်ဆိုရင်ထို့တွေရောဘယ်လိုသောကကိုဖယ်ရှားပြကြမလဲဘယ်လိုတားဆီးကြမလဲဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုကိုနာခံမှတ်သားပြီးတော့မိမိတို့ဘဝမှာလက်တွေ့ကျင့်သုံးနိုင်အောင်မှတ်သားထားပြီးဆင်ခြင်သုံးသပ်တတ်ဖို့လိုအပ်တယ်ပေါ့950ဇတ်ထဲမှာမဏိကုန္ဒလဇတ်ဆိုတာရှိတယ်အဲ့ဒီမဏိကုန္ဒလဇတ်350ဇတ်မြောက်အဲ့ဒီမဏိကုန္ဒလဇတ်သောကကိုဘယ်လိုထိန်းနေဆိုတာ
တောကကိုဘယ်လိုဖယ်ရှားတယ်ဆိုတဲ့နိစနစ်ကိုရှင်းပြထားတာဖြစ်လို့မှတ်သားထိုက်တဲ့အရာတစ်ခုဖြစ်တယ်ပေါ့အဲ့ဒီတော့ကတောကကိုဖြည့်ရှင်းနိုင်တဲ့ပုဂ္ဂိုလ်ဟာနန်းကျဘယင်ဘဝရောက်သွားတော့လည်းပဲစိတ်တောကမဖြစ်တဲ့ဗာရဏသီမင်းရဲ့နှလုံးသွင်းကိုဘုန်းကြီးတို့တွေမှတ်သားထားကြဖြစ်တယ်ကာတိတိုင်းနဲ့ကောသလတိုင်းဆိုဆက်ဆက်ပြီးတော့နေဒီနေ့ခေတ်မှာလည်းပဲကာတိလို့ပဲခေါ်တယ်ဗာရဏသီဆိုတဲ့နာမည်ကလည်းဒီကနေ့ခေတ်အိန္ဒိယမှာဗာရဏစီလို့ပဲခေါ်တယ်အဲ့ဒီမှာကာတိတိုင်းကကောသလမင်းကောသလတိုင်းကဗာရဏသီကဖြမထမင်းဗာရဏသီမင်းအဲ့ဒီယန္တာယံခါကောသလမင်းကအနိုင်ရပြီးတော့လူရဲ့တိုက်ခိုက်တတ်တယ်ယန္တာယံခါကျတော့ကောသလမင်းကာတိမင်းကအနိုင်ရပြီးလူရဲ့တိုက်ခိုက်တတ်ပြန်လှန်ဖြစ်တတ်အားကြီးတဲ့လူကအနိုင်ရအဲ့ဒီတိုင်းပြည်နှစ်ပြည်ဟာအနိကရှိသည့်အတွက်ကြောင့်ယန္တာယံခါစစ်ဖြစ်လိရှိကြဒီတစ်ချိန်မှာတော့ကောသလမင်းကကာတိကဗာရဏသီမင်းကိုစစ်ကြေညာပြီးတော့ဗာရဏသီမင်းကိုဖမ်းလိုက်တယ်တိုင်းပြည်ကိုသိမ်းပြီးတော့ဗာရဏသီမင်းပိုင်ဆိုင်တာတွေအကုန်လုံးရယူသိမ်းပိုက်ပြီးတော့သူဟာဗာရဏသီဘုရင်မင်းကိုနန်းချချုပ်နှောင်ပြီးတော့နန်းချဘုရင်အဖြစ်ချုပ်နှောင်ထားတယ်အဲ့ဒီချိန်မှာစဉ်းစားကြည့်ဒီဗာရဏသီမင်းဟာစီးစိမ်ဥစ္စာတွေအားလုံးလူရက်ခံရရုံကသူ့ဘက်ကဆွေတွေမျိုးတွေဖမ်းခံရလို့တပ်ဖြတ်ခံရရုံမြမကသူကိုယ်တိုင်လည်းနန်းကျဘုရင်ဘဝနဲ့ထောင်နှန်းဆန်နေရတဲ့အနေအထားမျိုးရောက်တယ်ဘလောက်ပဲစိတ်တောကဖြစ်မလဲဆိုတာစဉ်းစားကြည့်ဖို့အဲ့ဒီစိတ်တောကဖြစ်လာတာသူဟာစိတ်ပူเสียကောင်းတဲ့တောကဖြစ်เสียကောင်းတဲ့အခြေအနေဆိုးကြီးထဲမှာတောကမဖြစ်အောင်ဘယ်ပုံထိန်းသိမ်းခဲ့တယ်တောကကိုဘယ်လိုဖယ်ရှားပြီးတော့စိတ်နှလုံးအေးချမ်းစွာနေနိုင်တယ်ဆိုတာကိုမှတ်တမ်းတင်ထားပြီးသင်ခန်းစာယူဖို့ဟောကြားဆုံးမထားတဲ့စာတကဇလံတစ်ခုသာဖြစ်တယ်ပေါ့အဲ့ဒါလိုဗာရဏသီမင်းကြီးဟာနန်းကြဘုရင်ဘဝရောက်ပြီးတော့ဒီထောင်နှန်းဆန်နေရတဲ့အချိန်မှာသူဆုံးရှုံးနစ်နာခဲ့တာတွေအတွက်စိတ်ထဲမှာကြံတွေးမနေတော့ပဲနဲ့သူဟာသမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးထောင်ထဲမှာနေရတော့လည်းပဲသမထကျင့်စဉ်နဲ့ဇံရသည့်ထိအောင်သူဟာတရားဓမ္မနှလုံးသွင်းပြီးတော့နေလိုက်တာအဲ့ဒါနဲ့ထောင်ထဲနေရတယ်ဆိုတဲ့ကြက်တဲမှုစီးစိမ်ဥစ္စာတွေပျက်စီးဆုံးရှုံးသွားတယ်ဆိုတဲ့အပေါ်မှာတွေးတောပူပန်မှုတွေတခုမှမရှိတော့ဘဲနဲ့သူဟာစိတ်နှလုံးအေးချမ်းစွာဘာတစ်ခုမှမပူဘဲနဲ့ကြည်ကြည်လင်လင်ဝမ်းပန်းတတာတာမန်နေကြီးချအတိုင်းစိတ်ပြက်လက်ပြက်မရှိဘဲနဲ့နေနိုင်တယ်အဲ့ဒီလိုနေနိုင်တာနဲ့ပတ်သက်ပြီးတော့ရန်သူဖြစ်တဲ့ကောသလမင်းကသူထောင်သွင်းအကျဉ်းချထားတဲ့ဗာရဏသီမင်းရဲ့မျက်နှာအသွင်ကိုကြည့်ပြီးတဲ့အခါဒီလောက်တောင်စစ်လဲရှုံးတယ်ပစ္စည်းဥစ္စာတွေလည်းသိမ်းခံရတယ်သူ့ဘက်သားတွေလည်းအသက်ခံလိုက်ရတယ်သူကိုယ်တိုင်လည်းနန်းကြဘုရင်ဘဝနဲ့ထောင်နှန်းဆန်းနေရတယ်ဒါပေမဲ့သူဟာအပြုံးမပြတ်ပဲစိတ်သောကဖယ်ရှားထားနိုင်တာဘာကြောင့်လဲသူသိချင်းအဲ့ဒါလို့ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုနဲ့ကြုံတော့လည်းပဲဗာရဏသီမင်းကြီးဟာသူဟာစိတ်သောကဘယ်လိုအတွေးနဲ့ဖယ်ရှားသလဲဆိုတာသူကပြန်ပြောပြတာရှိအဲ့ဒီပြန်ပြောပြတာလေးကိုသင်ခန်းစာအဖြစ်မှတ်ယူထားပြီးတော့စဉ်းစားဆင်ခြင်တတ်ဖို့မြတ်စွာဘုရားကအဲဒီဇာတကစတိုရီထဲမှာ
စာရကဝတ္ထုတွေထဲမှာဗာရဏသီမင်းကြီးရဲ့စိတ်တောကဖယ်ရှားတဲ့နည်းစနစ်ကိုဟောကြားထားခဲ့တာဖြစ်တယ်ပေါ့သူဟောကြားမြတ်စွာဘုရားဟောကြားတဲ့အတိုင်းဗာရဏသီမင်းဟာဘယ်လိုတွေးတောဆင်ခြင်ခဲ့သလဲဗာရဏသီမင်းကြီးရဲ့အပြုံးမပြတ်နေနိုင်တာနဲ့ပတ်သက်ပြီးပထမကောသလမင်းကမေးမြန်းတယ်သူမေးတဲ့မေးခွန်းကဘာတော့လို့ဆိုရင်ဇီနောရထပံမဏိကုန္ဒလံစဗာရဏသီမင်းကြီးဟာသူပိုင်ဆိုင်တဲ့မြင်ရထားတွေသူပိုင်ဆိုင်တဲ့အရာတွေတန်ဖိုးရှိတဲ့ဖရမ ्या နှရောင်းတွေသူ့ရဲ့ပိုင်ဆိုင်မဲ့ယရနာတွေအားလုံးဟာသူအသိခံလိုက်ရတော့ဆုံးရှုံးသွားပြီတိုက်ပြည်ကြီးလည်းဆုံးရှုံးသွားပြီအားလုံးရန်သူလက်ထဲမှာသူဟာဆုံးရှုံးနေတာမှုတွေနဲ့ကြုံသွားရတယ်ပုတ္တေသဓာရေသတထေဝစီနောသားတွေနော်ကျင်ယာတွေအားလုံးဟာသူဟာဆုံးရှုံးသွားတယ်အားလုံးဟာအဖမ်းခံလိုက်ရတယ်အားလုံးဟာဒုက္ခရောက်ပြီးသားတကွယ်မယားတကွယ်ဆိုတာဖြစ်သွားတယ်ပေါ့တဗ္ဗေတုဘောခေတုအသေတကေတုသူပိုင်ဆိုင်တာမှန်သမျှဘာတစ်ခုမှမကြံအကုန်လုံးကောသလမင်းကသိမ်းယူလိုက်တာဖြစ်တယ်သူ့မှာလက်ပွားခြေပွားပဲကြံတော့အဲ့လိုရှိတဲ့ပစ္စည်းတွေအကုန်လုံးအသိမ်းခံလိုက်ရအဲ့လိုအသိမ်းခံလိုက်ရလို့ပစ္စည်းမှုတွေများစွာကြုံပြီးလူကိုယ်တိုင်ထောင်နှန်းဆန်နေရတဲ့အချိန်မှာကတ္တမာနတန္တပတိတောကကလေးတကယ်ကိုစိတ်ပူစရာကောင်းတဲ့အချိန်တောကပြန်ဖြစ်เสียအချိန်မှာဘာဖြစ်လို့စိတ်ထဲမှာမပူပဲနဲ့အပြုံးမပြည့်နေနိုင်တာလဲလို့ကောသလမင်းကကာတိဘုရင်ကြီးကိုမေးတဲ့အခါမှာဗာရဏသီကာတိဘုရင်ကြီးကဘယ်လိုဖြေတုံးဆိုသူ့အတွေးလေးဓမ္မမှတ်သားစရာကောင်းသူကဘယ်လိုစဉ်းစားတုံးလို့ဆိုတော့ပုပ္ပေဝမစ္ဆံဝိသဟန္တိဘောဂဘယ်သူပဲဖြစ်ဖြစ်ကိုယ်ပိုင်ဆိုင်တာတွေရှိတယ်အိမ်ယာရွှေငွေယရနာကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေအဲ့ဒီပိုင်ဆိုင်တဲ့ပစ္စည်းတွေဟာဒီပိုင်ဆိုင်သူကိုမသိခင်ဆုံးခွာသွားတာတွေလည်းရှိတယ်ဒါကဘာလို့ဆိုရင်ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေအသိခံလိုက်ရတာတို့ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေမီးထဲပါသွားတာကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေရေထဲမှာပျက်စီးသွားတခိုးရမြလူရခံလိုက်ရတာတို့အဲ့ဒါမျိုးဟာပုပ္ပေဝမစ္ဆံဝိဇဟန္တိဘောကစီးစိမ်ဥစ္စာတွေကရင်လေအရင်လူကိုဆုံးခွာသွားကြပြီကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေအလုံးဟာကိုယ့်ကိုဆုံးခွာသွားကြတယ်မစ္ဆောဝါတေပုဗ္ဗတရဇဟန္တိတို့မဟုတ်ပစ္စည်းဥစ္စာတွေကိုလူကရင်လည်းဆုံးခွာသွားကြတချို့ဆိုလို့ရှိရင်ဓမ္မချမ်းသာတော့လည်းပဲအစည်းတင်ဖြစ်ပြီးတော့မိသားစုဆုံးရှုံးသွားကြသိဆုံးသွားကြအဲ့ဒါကြတော့သူချမ်းသာတဲ့များတွေသူဒီတိုင်းထားပြီးတော့ဘာကိုအဆုံးသတ်သွားတာအဲ့ဒါမစ္ဆောဝတိပုဗ္ဗတရံဇဟန္တိဆိုလိုတဲ့အဓိပ္ပာယ်ကပစ္စည်းကတော့လဲလူကိုစွန့်လူကတော့လဲပစ္စည်းကိုစွန့်လူနဲ့ပစ္စည်းဟာဒီနှမျိုးကလွဲပြီးတော့ဘယ်တော့မှအိုးစားကွဲမှမရှိအိုးစားကွဲတာဒီနှမျိုးနဲ့ပဲအိုးစားကွဲသွားဘယ်သူပဲဖြစ်ဖြစ်ဒီနေ့ကြာလို့ရှိရင်နော်ပစ္စည်းကတော့လဲလူကိုစွန့်လူကတော့လဲပစ္စည်းကိုစွန့်ဆိုပြီးစဉ်းစားဆင်ခြင်လိုက်မယ်ဆိုရင်လူတိုင်းဟာနော်ဒီနည်းနဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးကြဖြစ်တယ်ပေါ့လူကတော့လဲပစ္စည်းဥစ္စာကိုစွန့်ပစ္စည်းဥစ္စာကိုတော့လဲလူကိုစွန့်ပြီးတော့
ကွဲကွာသွားသည်ပြေပဲဖြစ်တယ်ဆိုတဲ့လောကသဘာဝကိုဆင်ခြင်စဉ်းစားကြည့်ရအဲ့တော့ပစ္စည်းပိုင်ရှင်တဲ့ပုဂ္ဂိုလ်ကလည်းပဲထာဝရမဟုတ်ဘူးသူပိုင်တဲ့ပစ္စည်းတွေကလည်းထာဝရမဟုတ်ဘူးတခဏမျှတာပိုင်ဆိုင်တယ်လို့ပြောရတာဖြစ်တယ်အချိန်မရွေးဒီပစ္စည်းတွေကိုထားပြီးသွားရမယ်သို့မဟုတ်ပစ္စည်းတွေကတော့လည်းကိုယ်ကိုခွဲသွားနိုင်တယ်ဆိုတဲ့သဘောတရားကိုစိတ်စိတ်ကိုဆင်ញင်သုံးသပ်ကြည့်အတ္တတတာဘောခိနောကာမကာမလိုချင်စရာတွေကိုလိုချင်တတ်တဲ့တမန်ပုဂ္ဂိုလ်တွေဟာဘယ်ရာပဲဖြစ်ဖြစ်စီးစိမ်ဥစ္စာတွေဟာလူကလည်းမမြဲဘူးကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေကလည်းမမြဲဘူးပစ္စည်းပိုင်ဆိုင်သူကလည်းထာဝရမဟုတ်ဘူးဒါကြောင့်မို့လို့ဘယ်လိုပဲဖြစ်ဖြစ်တနေ့တစ်ချိန်ကြလို့ရှိရင်ကိုယ်ပစ္စည်းတွေကလည်းကိုယ်နဲ့ခွဲသွားမယ်ကိုယ်ပစ္စည်းတွေထားပြီးထွက်သွားမယ်ဆိုတဲ့အနေထားမျိုးတစ်ခုအောင်ဧကံဒိဋ္ဌမြေကြီးလက်ခမလွယ်ကြုံရရမှာပဲဆိုတဲ့အတွေးဟာမှန်ကန်တဲ့အတွေးတစ်ခုပဲဖြစ်တယ်အဲ့ဒီအတွေးနဲ့သောကကိုဖယ်ရှားလို့ရတယ်လို့သူတို့ဆိုလို့နော်တတ္တမနသောစာမဟံသောကကာလိဒီသဘောတွေကိုအပြန်အပြန်လှန်လှန်နှစ်ဖူးလက်တင်ဆင်ញင်သုံးသပ်ထားသည့်အတွက်ကြောင့်သူဟာသောကမဖြစ်ဘူးတဲ့ပစ္စည်းဥစ္စာကတော့လေငါ့ကိုစွန့်မယ်ငါကတော့လေပစ္စည်းဥစ္စာကိုစွန့်သွားရမယ်ငါနဲ့ပစ္စည်းဆိုတာတခုမှမြဲတာမရှိဘူးလို့ဒီအမှန်တရားကိုဆင်ញင်သုံးသပ်ခြင်းဖြင့်နှလုံးသွင်းဆင်ញင်ထားခြင်းဖြင့်သောကသူကကြိုတင်ပြီးတော့မဖြစ်အောင်ဟန်တာပယ်ရှားထားနိုင်တယ်ဒါလွယ်လွယ်လေးနော်လွယ်လွယ်လေးစဉ်းစားတတ်ဖို့အဲ့လိုလွယ်လွယ်လေးစဉ်းစားထားတဲ့အတွက်ကြောင့်ဘလောက်ပဲဒုက္ခရောက်ရောက်ဘလောက်ပဲဆုံးရှုံးနေတာမှုတွေနဲ့ကြုံလောကရဲ့သဘာဝတရားကိုဆင်ခြင်သုံးသပ်ပြီးတဲ့အခါမှာစိုးရိမ်သောကကိုရင်ထဲကဖယ်ရှားပြစ်နိုင်ခဲ့တယ်ဒီလိုဆိုတော့ပေါ့နော်အံ့ဩဝေယဗာရဏသီကာတိမင်းကြီးဟာသူ့ရင်ထဲမှာရောက်နေတဲ့သောကသူကိုယ်တိုင်နန်းကြဘရင်ဘဝရောက်သွားပြီးပျက်စီးဆုံးရှုံးမှုတွေကြီးကျယ်ကြုံရတော့လည်းပဲစိတ်အေးလက်အေးထောင်ထဲမှာနေနိုင်တာဟာဒီအတွေးတွေကြောင့်မှန်ကန်တဲ့အမြင်တွေကြောင့်နေနိုင်တာဖြစ်တယ်လို့သူ့ကိုဖန်ဆီးထားတဲ့ကောသလမင်းကြီးကိုရှင်းပြခဲ့တာဒါဟာလက်တွေ့အားဖြင့်ဘုန်းကြီးတို့တွေလည်းဆင်ញင်သုံးသပ်ပြီးတော့သင်ခန်းစာယူရမယ်အတွေးမှန်ပဲဖြစ်တယ်ပေါ့သူစဉ်းစားပုံလေးတစ်ခုဆက်ပြီးတော့ပြောတယ်နော်လောကကြီးကပဲရာမမမြဲဘူးဆိုတာနဲ့ပတ်သက်ပြီးတော့သူဆက်ပြီးတော့ဘယ်လိုပြောတော့ဆိုဥဒေတိအာပူရတိဝေတိစာစန္တောအထံတပိတဝါနပလေတိသူရိယလူတိုင်းတွေ့နေကြတာပဲကောင်းငင်ကလာပြီချိန်မှတက်ထွန်းလာတဲ့လာပြီဝန်းကြီးနေ့စဉ်နဲ့အမျှနာနဲ့ပိုင်းမှာထွက်ပေါ်လာတဲ့နေဘယ်အရာဟာထာဝရရှိတယ်လဲဆိုစဉ်းစားကြည့်နေဟာထွက်လာပြီးတဲ့အခါမှာအနောက်တောင်ဆုံးကိုဝင်ရောက်ပြီးတော့ပျောက်ကွယ်သွားတာပဲလောကကြီးကိုလင်းပေးနေတဲ့နေမင်းကြီးဟာလည်းပဲပေါ်လာပြီးတဲ့နောက်ပျောက်သွားတယ်ဆိုတဲ့လောကရဲ့သဘာဝကိုမလွန်ဆန်ဘူးလာပြီးနေမှာထွက်ပေါ်လာတဲ့လာပြီးဝန်းကြီးဟာလည်းပဲထွက်လာတဲ့အချိန်ကနေစပြီးတဖြည်းဖြည်းနောက်ဆုံးမှာပျောက်ကွယ်သွားတာပဲဆိုလိုတာကသင်္ခါရတရားဆိုတာဘယ်ရာမှမမြဲဘူးဖြစ်လာပြီးရင်ပျက်စီးခြင်းနဲ့အဆုံးသတ်တယ်နေဟာထွက်လာခြင်းဝင်ခြင်းမှာပဲအဆုံးသတ်မယ်လဟာလည်းပေါ်ထွက်လာပြီးတဲ့နောက်ပျောက်ကွယ်သွားခြင်းမှာပဲအဆုံးသတ်တယ်ဆိုတဲ့ဒီအတွေးမျိုးလေးကိုတွေးပေးတာပေါ့နော်ဝိထိတာမယတတ္တုကလောကတာသူပြောပြတာသူကိုဖန်ဆီးချုံနှောင်ထားတဲ့မင်းကိုသူပြောတာငါဟာလောကကြီးရဲ့သဘာဝကိုသိထားတယ်တဲ့လောကကြီးရဲ့သဘာဝကိုငါသိထားလောကကြီးဆိုတာဘယ်အရာမှမတည်မြဲဘူး
ဖြစ်လာပြီးရင်အပြည့်ဆိုတာရင်ဆိုင်ရမှာဖြစ်တယ်ဆိုရက်လောကကြီးရဲ့သဘောကိုငါသိထားပြီးဖြစ်တယ်တတ္တမဟာနာသောစာမိသောကကဒါကြောင့်မို့သောကဖြစ်เสียအချိန်နဲ့ကြုံတော်လည်းပဲငါဟာသောကလုံးဝမဖြစ်ဘူးလို့ရဲရဲဝံ့ဝံ့ဖြေဆိုနိုင်ခဲ့တာပဲဖြစ်တယ်ဟောအေးယာရုအာနာစိစိတ်ဥစ္စာတွေကိုလူယူပြီးတော့ပိုက်ဆိုင်တဲ့ဘုရင်ကြီးကိုထောင်သွင်းအကျဉ်းချထားတဲ့ကောသလမင်းကြီးဟာကာတိမင်းဗာရဏသီမင်းရှင်းပြတဲ့စကားကိုကြားရတဲ့အခါမှာသူဟာသူ့အမှားကိုဝန်ချတောင်းပန်ပြီးတော့ဗာရဏသီမင်းကြီးကိုပြန်ပြီးတော့သူ့စည်းစိမ်ဥစ္စာတွေကိုပြန်လီအနှင်းပေးတယ်လို့ဒီထဲမှာဆိုထားတယ်အဲ့ဒီမှာဗာရဏသီမင်းကြီးကကာတိဘုရင်နဲ့ပတ်သက်ပြီးတော့ကောသလမင်းနဲ့ပတ်သက်ပြီးတော့ဆုံးမဩဝါဒဆက်ပြီးတော့ပေးတယ်လောကမှာအုပ်ချုပ်တဲ့ခေါင်းဆောင်ပုဂ္ဂိုလ်မင်းဆိုရာဇာဆိုတာဟာဒီစင်စင်ဆာဆာလုံးသိနေဆိုတာကိုပြောဘာကြောင့်ကောသလမင်းကကာတိတိုင်းကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်ရတယ်လဲလို့ဆိုလို့ရှိရင်ဗာရဏသီမင်းရဲ့အမှုတန်းအမတ်တယောက်ဟာဗာရဏသီမင်းကြီးရဲ့နန်းတွင်မှာမဟုတ်တာလုပ်သည့်အတွက်ကြောင့်ဟောက်ပြန်မှုတွေကြောင့်ဗာရဏသီမင်းကြီးကသူ့ကိုယာရုချပြီးတော့ယာထုဖြုတ်ပစ်လိုက်တာကိုအညှိုးထားပြီးကောသလမင်းထံဝင်ရောက်ခစားပြီးဗာရဏသီမင်းကိုတိုက်ခိုက်လူမင်းကိုနမ်းချပြီးတော့သိမ့်ပိုက်ဖို့သွေးဆောင်ဖြားရောက်ပြီးသူကဥဆောင်ပြီးတော့လုပ်ခဲ့တာဖြစ်တယ်ဗာရဏသီမင်းကြီးရဲ့အကျိုးအကြောင်းတွေကိုအလုံးသိတယ်ဗာရဏသီရဲ့ရှိုးဝဲချက်တွေအလုံးသိတယ်သူကဥဆောင်ပြီးတော့စစ်ပွဲကိုဆင်နွှဲပြီးဗာရဏသီမင်းကိုအကျဉ်းသားအဖြစ်ကိုပို့ပေးခဲ့တာဟာအဲ့ဒီရံဘက်လုပ်တဲ့အမတ်ဆိုးကြောင့်ပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီလိုစိတ်နေသဘောထားတွေမှန်ကန်ပြီးတော့မြင့်မြတ်တဲ့ဗာရဏသီမင်းကိုသူဟာနမ်းချခဲ့တာမှားယွင်းတယ်လို့ဆိုပြီးသူကိုယ်သူပြန်လေတောင်းပန်ပြီးတော့ခြိနှိုင်းကိုပြန်အပ်ပိုက်ဆိုင်တဲ့များကိုပြန်ပြီးရခင်တိုင်းပေးခဲ့တာဖြစ်အဲ့ဒီအချိန်မှာမင်းနှစ်ပါးဟာသစ္စာဂရိပြုပြီးတော့ဗာရဏသီမင်းကြီးကပညာရှိပြီးပြီးသားကောသလမင်းကိုသူကဆုံးမဩဝါဒပေးတယ်အဲ့ဒီဆုံးမဩဝါဒပေးတာဟာလောကလူသားတွေအလွှာအားလုံးအတွက်ပေးတဲ့ဆုံးမမှုမျိုးပဲဖြစ်တယ်အဲ့ဒီဆုံးမဩဝါဒတွေကဘာတွေတုံးဆိုသူဆုံးမပုံလေးရကြည့်နော်အလတောခိဟိကာမဘောဂိနတာရုအယံတိထောင်လူပေါ်မှာနေတဲ့ပုဂ္ဂိုလ်တွေဟာအလုတ်ကိုင်းမလုတ်ချင်ဘူးပြင်းနေဆိုရင်မကောင်းဘူးဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့မိသားစုဘဝမှာနေတဲ့ပုဂ္ဂိုလ်ဟာမပြင်းရဘူးကြိုးစားအထောက်ရမယ်နေစဉ်နဲ့အမျှအလုတ်လုပ်ရမယ်ကြိုးစားအထောက်တဲ့နဲ့လုံလဝိရိယရှိရမှာဖြစ်တယ်အပင်ညတောပပစ္စည်းတောနတတုမိသားစုဘဝကိုစွန့်လွတ်ပြီးတော့ကိုယ်တဏ္ဍာမှာရှိတဲ့မကောင်းတဲ့အညစ်အကြေးတွေကိုရှင်းထုတ်ဖို့ကြိုးစားနေတဲ့သူတော်စင်သူတော်မြတ်ဒီပုဂ္ဂိုလ်တွေဟာစောင့်စည်းမှုမရှိရင်မကောင်းဘူးဆိုလိုတာကလူဆိုတာအလုပ်ကြိုးစားရမှာဖြစ်တယ်ယဟန်ဆိုတာဟာစောင့်စည်းရမှာဖြစ်တယ်အပြောဆိုနဲ့ပတ်သက်လာရင်လည်းစောင့်စည်းရမယ်အပြုအမူနဲ့ပတ်သက်ပြီးတော့လည်းစောင့်စည်းမှုရှိရမယ်ယဟန်ပြီးပြီးသားစောင့်စည်းစည်းတိတ်ခါနဲ့နေထိုင်ရမယ်လို့ဒီလိုဆိုလို့ရပေါ့နောက်တစ်ခုကတော့ရာဇာနတ္တာဓုအနိတ္တမကာရီတိုက်ပြည်အုပ်ချုပ်တဲ့မင်းဆိုတာဟာမစင်မစားမလုပ်တဲ့ဘူးဘယ်လုပ်ပဲလုပ်
ဆင်ញင်စဉ်းစားပြီးတော့မှလုပ်တဲ့နဲ့မဆင်ញင်လုပ်လို့ရှိရင်အလုပ်ကိစ္စတွေဟာမှားယွင်းသွားနိုင်တယ်ပေါ့ဒါကြောင့်မို့မဆင်မခြင်မလုပ်သင့်ဘူးလို့ဒီလိုဆိုယောပန္နိတောကောရနောနတာတုသောနတာတုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာထိကနေရှိစိတ်ဆိုးတတ်ရင်မကောင်းဘူးတဲ့ဒေါသအမျက်မထွက်ရဘူးဒါကြောင့်မို့ပညာရှိအမျက်အပြင်မထွက်ရဘူးလို့ဆိုလို့စိတ်မဆိုးရဘူးအဲ့တော့အလွာအသီးသီးကိုဆုံးမတဲ့စကားတာမန်မိသားစုဘဝမှာနေတဲ့လူတွေဟာမပြင်းရဘူးကြိုးစားအထောက်အမယ်ယဟန်ဘဝရောက်ရှိနေကြတဲ့ယတိယဟန်ဘဝမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေဟာစောင့်စည်းမှုရှိရမယ်စောင့်စည်းမှုရှိရမယ်တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေဟာဘာလို့အမတ်တမဲ့မဆုံးဖြတ်ဖဲနဲ့တည်တည်ချာချာလေးလာစူးစမ်းဆင်ခြင်ပြီးတော့မှလုပ်တဲ့နေပညာရှိဖြစ်လို့ရှိရင်ထိကနေရှိစိတ်ဆိုးတာမျိုးမဖြစ်စေရဘူးလို့ဒီလိုဆုံးမဩဝါဒပေးပြီးတဲ့အခါမှာကောသလမင်းကြီးကိုထပ်ပြီးတော့တတိပေးတဲ့စကားကဘာတော့လို့ဆိုလို့ရှိရင်နိတံမခတ္တိယောဂိရာတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုတာဘယ်တော့ပဲဖြစ်ဖြစ်အရာခတ်သိမ်းကိုကိုယ်တိုင်စူးစမ်းလေ့လာပြီးတော့မှဆုံးဖြတ်ရမယ်လုပ်ရမယ်တစ်ဖက်သားပြောတာနဲ့ထားမလုပ်ရဘူးအားလုံးဟာလောကမှာဘုရင်ကိုခေါင်းဆောင်တူကိုကပ်ပြီးတော့ဒီအခွင့်အရေးယူတဲ့ပုဂ္ဂိုလ်တွေကအများကြီးရှိတယ်သူတို့ပြောစကားနဲ့လက်ခံပြီးတော့မဆုံးဖြတ်ရဘူးမိမိကိုယ်တိုင်ဆင်ញင်သုံးသပ်ရမယ်လို့ဆိုလိုတယ်နိတ္တမခတ္တိယောဂိရာတိုင်းပြည်အုပ်ချုပ်တဲ့မင်းဟာဘယ်အလုပ်ကိုလုပ်လို့တည်တည်ချာချာစစ်ဆေးဆုံးဖြတ်ပြီးမှလုပ်တဲ့နေလုပ်ရမှာဖြစ်တယ်နာနိတံမထိတံပတိဘယ်တော့မှမစင်စားမစင်ញင်မဲနဲ့အစောတလဲအမိတ်ချမှတ်တာမျိုးလောကဆောင်ရတာမျိုးမလုပ်သင့်ဘူးတဲ့နိတံမကာရိနောရာဇယတောကိဋ္တိသဝတ္တတိဘယ်ကိစ္စပဲဖြစ်ဖြစ်စင်ကြယ်ုံတရားနဲ့ပြောရင်လည်းလက်လွတ်စပယ်မပြောဘူးလုပ်ရင်လည်းလက်လွတ်စပယ်မလုပ်ဘူးအလုံးတည်တည်ချာချာစိတ်စစ်ဆက်ဆက်ပြောရင်လည်းပြောသင့်မှပြောတယ်လုပ်ရင်လည်းလုပ်သင့်မှလုပ်တယ်အတိညာနဲ့စင်ញင်သုံးသပ်ပြီးမှလုပ်တဲ့ပုဂ္ဂိုလ်ဟာအချမ်းရံစည်းစိမ်ခုံသတင်းတွေဟာတိုးတက်လာနိုင်ပါတယ်ဒီဘဝတည်းမဲ့ကြီးပွားတိုးတက်နိုင်ပါတယ်လို့သူ့ကိုဖမ်းဆီးပြီးထောင်သွင်းချတဲ့ရန်သူမင်းကိုဟာရဏသီမင်းကြီးကအခုလိုဆုံးမဩဝါဒပေးခဲ့တာဖြစ်ပေါ့အဲ့ဒါဟာလောကမှာလိုက်နာကျင့်သုံးရမယ်ဒီသင်္ကန်းစာတစ်ခုပဲဖြစ်တယ်ဒီဇာလံကိုမြတ်စွာဘုရားဟောပြီးတဲ့အခါမှာဗာရာဏသီမင်းကိုနန်းချကျူးကျော်တိုက်ခိုက်ခဲ့တဲ့ကောသလမင်းဟာတခြားပုဂ္ဂိုလ်မဟုတ်ဘဲနဲ့ညီတော်အာနန္ဒာတစ်ချိန်လုံးကညီတော်အာနန္ဒာအလောင်းပဲဖြစ်ခဲ့တယ်စဉ်းစားဆင်ခြင်ဉာဏ်ဖြင့်တောကကိုဖယ်ရှားနိုင်တဲ့အပြုံးမပြတ်နေနိုင်တဲ့ဗာရာဏသီမင်းကြီးကတော့မြတ်စွာဘုရားရဲ့အလောင်းတော်ပဲဖြစ်တယ်လို့ဇတ်တော်ကိုဒီလိုပေါင်းပြီးတော့မြတ်စွာဘုရားဟောကြားဆုံးပါတယ်ဘဝဆိုတာစဉ်းစားကြည့်ဘဝဆိုတာတဦးနဲ့တဦးဟာအပြန်အလှန်ယမယံခါယန္တုဖြစ်လိုက်ယံခါမယံခါမိတ်ဆွေဖြစ်လိုက်ယမယံခါသားအဖဖြစ်လိုက်ယမယံခါအမေနဲ့သမီးဖြစ်လို့ဖြစ်အဲ့လိုဘဝဆိုတာတန်လျာထဲမှာကျင်လည်နေကြတာဖြစ်တယ်ဟောကျင်လည်နေကြတာဖြစ်သည့်အတွက်ကြောင့်တူသိခံခြင်းခွင့်လွှတ်ခြင်းဆိုတာနဲ့ဒီဘဝမှာငါတို့ဟာရန်သူဆိုတာဖြစ်နေပြီပဲတစ်ချိန်လုံးကမိသားစုမှာဖြစ်ခြင်းဖြစ်ခဲ့မှာဖြစ်တယ်အမှန်တန်ရှိလျားတဲ့ဘဝခရီးမှာမိဖို့မိခင်မဖြစ်ဘူးတဲ့အမျိုးသမီးဖခင်မဖြစ်ဘူးတဲ့အမျိုးသားညီကိုမောင်နှမမတော်ဘူးတဲ့ပုဂ္ဂိုလ်မရှိဘူးလို့ဒီလိုဆိုဒါကြောင့်မို့ဘုသူ့ပေါ်မှာမုန်းတီးခြင်းဆိုတဲ့စိတ်တွေမထားပဲ
မေတ္တာသက်ဝင်ချစ်ခင်လို့တူပေါ်မှာတူမေတ္တာထားပြီးဆက်ဆံနိုင်ကြမယ်ဆိုလို့ရှိရင်လောကကြီးဟာငြိမ်းချမ်းသွားမှာလားဖြစ်တယ်အေးတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့တဏ္ဍာမှာစိတ်သောကဆိုတာများဖြစ်လာခဲ့လို့ရှိရင်အခုလိုမှန်ကန်တဲ့စဉ်းစားမှုတွေနဲ့စဉ်းစားကြရမှာဖြစ်တယ်ပစ္စည်းဥစ္စာဆုံးရှုံးလို့ကြုံလာတဲ့အခါမျိုးမှာဆိုရင်အေးလောကကြီးတဲ့သဘာဝဟာမမြဲဘူးပစ္စည်းကတော့လဲလူကိုစွန့်လူကတော့လဲပစ္စည်းကိုစွန့်ဒီနှမျိုးဟာဖြစ်လာမှာပဲဖြစ်တယ်ကောင်းကင်ကနေမင်းကြီးဟာလဲပျောက်ကွယ်သွားရတာပဲလာမင်းကြီးဟာလဲပေါ်ထွက်လာပြီးတော့ပျောက်ကွယ်သွားရတာပဲလောကရဲ့သဘာဝဟာဖြစ်ပြီးရင်ပြတ်သွားတယ်ဆိုတဲ့လောကသဘာဝအတိုင်းဒါတွေကိုလိုက်ပြီးတော့စိတ်သောကရောက်နေလို့ရှိရင်တို့တွေမှာပူလို့ဆုံးနိုင်မှာမဟုတ်ဘူးစိတ်သောကရောက်เสียမဟုတ်ဘူးလို့မှန်ကန်တဲ့အတွေးတွေတွေးပြီးဆင်ញင်သုံးသပ်ခြင်းဖြင့်သောကကိုဖယ်ရှားပြနိုင်တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာပူလောင်တဲ့သောကဒီနည်းဖြင့်လျှော့ချနိုင်ပြီးနောက်ဆုံးသောကလွန်မြောက်နိုင်တဲ့ဤစနစ်ကတော့တတိပဒံကျင့်စဉ်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံအားထုတ်ခြင်းသာဖြစ်တယ်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်ရှင်တွဲမှာရှိတဲ့သောကကိုနိဗ္ဗာန်ကိုအာရုံပြုပြီးတော့မတရားနဲ့လုံးဝဖယ်ရှားလိုက်နိုင်ပြီဆိုရင်ဘယ်လိုအခက်ခဲနဲ့ကြုံဘယ်လိုဆုံးရှုံးမှုတွေနဲ့ကြုံသောကဆိုတာဘယ်တော့မှမဖြစ်တော့ဘူးမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေအတိုင်းတို့တွေဟာသောကကိုအမြင့်ပြတ်သည့်ထိအောင်ဝိပဿနာကျင့်စဉ်ကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်ဖယ်ရှားကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံပဝါယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့မေတ္တာတဟုရောင်မြူပဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြမြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်ထာဝရအေမြခြေသာသာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟူသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တဝန္တာရွှေမြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍သူကံတကလေးအောင်လေးတဲ့ရောရှဲတင်ပြပိတိတိဟုသောယနန္တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်နိုင်၍နေကြပါစေကုန်သတည်း